မင်္ဂလာပါရှင်ဒီနေ့စားဖြစ်တဲ့တက်တက်လွတ်ထမင်းဝိုင်းလေးပါဒါရှမ်းတုပ်ဘူးတုပ်ရဲ့တခွားတိတိုးစရာရဲ့ထမင်းဖြူရဲ့မြက်နဲ့ပဲပဲကြော်ရဲ့နေစစိမ်းထောင်းကြော်စမူစာလေးရဲ့ပါရှင်ကဲစားပါတော့မယ်ဒီရှမ်းတုပ်ဘူးတုပ်က16လမ်းထိပ်ကပါမမေရှိတော့အရင်ကြိုက်တာစမူစာလေးကလည်းတိတိလေး1000ဘုံ5ခုတက်လို့ဆိုပေမဲ့လည်းစားလို့ရတာရှိနေတာပဲရှင်ညနေပဲပြုတ်ကြော်ရေမြုပ်စည်းစိမ်းထောင်းကြော်ရေအဲ့နှမျိုးပဲအိမ်မှာကွက်ကိုလောက်တာမြုပ်စည်းစိမ်းထောင်းကြော်ကsample ပုံစံမျိုးပဲပေါ့နော်တုပ်လေးနဲ့စားလိုက်ညနေပဲပြုတ်ကြော်လေးနဲ့စားလိုက်မြုပ်စည်းစိမ်းလေးထည့်လိုက်ညအောင်စားလို့ကောင်းပါတယ်တက်လို့ဆိုတော့လေအသားဓာတ်ရအောင်လို့ပဲပါအောင်တော့အများအားစားပါတယ်အသားဓာတ်အစားထိုးပဲပေါ့နော်ပြီးတော့ရှုပ်တိုးတက်လို့အမုံဟင်းခတ်မုံသုံးတယ်စားသုံးတယ်ပေါ့နော်ငကိုတွေကလည်းသားကြီးငါးကြီးခြေလေးကြောင်မစားဘူးဆိုတော့တက်လို့စားတာအရင်တော့အခက်ခဲမဖြစ်ပါဘူးကဲစားလို့ပြီးပါပြီစမူစာတော့ကုံအောင်မစားနိုင်တော့ဘူးတုပ်ဘူးတုပ်လေးပဲကုံအောင်စားလိုက်ပါတော့မယ်ကုံပါပြီရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်